အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ YouTube channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာပေါ့ဗျာကောင်းမှန်တဲ့ကားတစ်စီးဆိုတာဒါသိရချီပြီးပြီးဆိုင်ခံရတဲ့ဒါကားလို့တော့ထင်နေကြတယ်ပေါ့ဗျာဒါပေမဲ့တကယ်တမ်းစီးပွားရေးလုံးမဲ့သူတွေအတွက်ကတော့ဒါအမြတ်ဆုံးကောင်းတဲ့ကားကိုဒါအရေးကြီးပါတယ်ဒီနေ့မှာတော့ဗျာဗန်မြာကားလို့မဟုတ်ပါနဲ့ပေါ့နော်ငွေကိုငွေပြန်ချပြီးမဲ့ဒါအဲ့ကားလေးတစ်စီးကြောင့်ကျွန်တော်နေတာပြောပြပေးပါမယ်အဲ့ဒီကကားလေးကတော့ဒါစတကီကယ်ရီအကြောင်းပဲဖြစ်ပါတယ်ဒီကားလေးကိုတော့ဒါအများအဖြစ်ပေါ့ဒီကားမျိုးစားတွေကိုဒါအများအဖြစ်တော့ဒါကျွန်တော်မြန်မာနိုင်ငံမှာဒါ high chat လို့ခေါ်ကြတယ်ပေါ့သူရဲ့ brand ခွဲတွေအများကြီးရှိတယ်ပေါ့နော်တခြား company တွေနဲ့ထုတ်ကြပါတယ်ပေါ့နော်ဒီကားကိုဝယ်တဲ့ပေါ့နော်ငွေဝယ်တဲ့ငွေထက်ပေါ့နော်3ဆ4ဆပိုများနိုင်တဲ့အမြတ်ကိုဒါဘယ်လိုပြန်ယူမလဲဆိုတဲ့ဒါစီးပွားရေးအကြံဉာဏ်တွေကိုကျွန်တော်တို့ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ဗီဒီယိုဆုံးမှာလည်းတော့ဒီကားလေးကိုဘာလို့ company ကြီးတွေဆိုတာယုံကြည်စွာအသုံးပြုနေရလဲဆိုတဲ့အချက်ကိုပါကျွန်တော်တို့ဒါမိတ်ဆွေတို့ပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအချက်နံပါတ်1ချက်ကတော့ carry ရဲ့ဈေးနှုန်းချူတာမှုကတကယ်တော့ဒါနေကောင်းပါတယ်မိတ်ဆွေရဲ့ယင်းနှိမ့်မြုပ်နိုင်တဲ့ပတ်စံကနည်းနည်းလေးပြန်ရဖို့အတွက်ကတော့ဒါအချိန်တူတူလေးဖြစ်ပါတယ်ဒါကြောင့်ပြောပြမိတ်ဆွေရဲ့စီးပွားရေးစတင်ဖို့အချိန်ကိုအကောင်းဆုံးဖန်တီးပေးနိုင်တဲ့ကားလေးတစ်စီးဖြစ်ပါတယ်အခြားပြာကားကြီးတစ်စီးကိုဝယ်မဲ့အစားပေါ့နော်carry 2စီးဝယ်လိုက်ရင်တော့ဒါဆိုရင် dependent ဒါနှစ်လမ်းကြောင်းသွားလို့ရပါပြီ daily ခောက်ရည်နှစ်ဆပိုများလာပြီနောက်ဝင်နှစ်ဆတင်နိုင်ပါတယ်ဒါဟာလုပ်ငန်းကြီးများအသုံးပြုတဲ့ပမာဏနဲ့အလုပ်လုပ်ချင်းနည်းပြဖြစ်ပါတယ်ဒီကားလေးဟာ940ကီလိုဂရမ်ဝင်တင်နိုင်တဲ့အပြင်စွမ်းရည်ပြင်နိုင်တဲ့အပြင် carry ရဲ့ဒါ family free အားလည်းတကယ်ကိုခိုင်းမှာပါတယ်ဝင်ပြည့်တင်ပြီးတော့များရေရှည်ဆွဲရင်တော့စိတ်ချရတဲ့ဒါခါကျိုးရမှာစိုးရိမ်စရာမလိုတဲ့ကားလေးတစ်စီးလေးဖြစ်ပါတယ်ကားရဲ့အောက်ပိုင်းမှာလည်း Seafaring ကိုတုံးထားလို့မြင်ရမှာပါဒီစနစ်ကခဏနောက်ကျတယ်လို့ထင်ရပေမဲ့တော့ဝင်အများကြီးဟိုဒါတည်ငြိမ်စွာတင်နိုင်ပြီးဒါပြည်စစ်စင်းအလွန်နေတဲ့လုပ်ငန်းသုံးအတွက်အကောင်းဆုံးစနစ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့လိုတွေကရေကြောပိတ်ဆို့မှုနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်မြို့ကြီးတွေအတွက်တော့ carrier အဖြစ်တစ်ခုဖြစ်ပါတယ်သူရဲ့ကိုယ်ရဲ့တင်းငယ်မှုကြောင့်အချိန်တိုအတွင်းကွေ့ပက်ပြီးဖြတ်တန်းနိုင်ပါတယ်တနေ့တာမှာဗျာအခြားကားတွေထက်အခောက်ရည်ပိုများအောင်သူကားတွေကအသုံးပြုနိုင်ပါတယ်ပြီးတော့စူဇူကီကားတွေရဲ့ပေါ့နော်အပူပစ္စည်းပေါ်လုံးမှုကိုတော့ဒါပြောစရာမလိုပါဘူးเนาะကားပြက်လို့စောင့်နေရတဲ့အချိန်ပေါ့နော်နေပါတာဟာလေဒါမိတ်ဆွေရဲ့ဒါလုပ်ငန်း level နေပါစီဘူးအာမခံပြီးပါတယ်ကားပြက်ရင်လည်းတော့ပတ်စံထွက်စရာလုံးဝမလိုဘူးပေါ့ဗျာကယ်ရီဟာတရက်ကိုစီဘလောက်တက်တာလဲဆိုရင်ဒီကားလေးကတော်တော်တက်တာပါတယ်ပေါ့နော်တနေ့ကို320နီးပါးပြင်ရမယ်ငွေပမာဏဟာလေနောက်နေ့အတွက်တော့မိတ်ဆွေရဲ့အရင်ကြီးဖြစ်လာပါလိမ့်မယ်ဒါဟာလည်းနှစ်ရှည်စီးပွားရေးအတွက်တကယ်ကိုဒါရေးကြီးပါတယ်တခြားကားတွေနဲ့ရှင်တော့ဗျာနောက်ပြီးစင်ရန်ကားလေးလိုမျိုးပေါ့ဒါခန်းစားချက်တော့ဒီကားလေးကပေးနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့မိတ်ဆွေရဲ့အဓိကရွေချက်ကအမျက်ရှာဖို့လားဒါမှမဟုတ်ဆိုတာအစိန်ခံဖို့လားဆိုတာကိုလည်းရှင်းလင်းခွဲခြားဖို့ဒါလိုပါတယ်နော်လုပ်ငန်းအတွက်ဆိုရင်တော့ဒီကားလေးကလုံးဝအဆင်ပြေတဲ့ကားလေးတစ်စီးဖြစ်ပါတယ်အားနည်းချက်တစ်ခုနေကတော့ဒါ Pro ဒီProva Contrast CV CAB ဒီဇိုင်းကြောင့်ပေါ့နော်ရှစ်တိုက်မိတဲ့အခါတော့ဒါdriver နဲ့ကနီးကပ်တာရှိပုံမူထိကပ်နိုင်ခြင်းရှိပါတယ်ဒါကြောင့်မလို့အများနဲ့တတိရှိဖြည်းဖြည်းမောင်းနေဖို့တော့လိုအပ်ပါလဲစိတ်အေးလက်ရေးမောင်းရင်တော့ဒါစိုးရိမ်ကြမလို့ပါဘူးဘာကြောင့်ဒီကားလေးကအနည်းရှိတယ်ဆိုရင်ဒါအရှိကျွန်တော်တို့မျက်နှာပြင်နေတဲ့ဒီလူစီမောင်းတဲ့စီရန်တွေရဲ့လုံးဝကက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တက်ခတ်မှုတစ်ခုရှိရင်တော့ဒါမောင်းအရှိမထိုင်းတဲ့မောင်းသူတွေကတော့ဒါအနေလုံးဝရှိပါတယ်ဒါကြောင့်မလို့နေဖြည်းဖြည်းနဲ့ Q တက်ဆိုင်မောင်းနေမယ်ဆိုတော့ဒါလုံးဝ AC မောင်းလို့ရပါတယ်တိုက်ခိုက်မှု Q ဆိုင်မောင်းမှာတိုက်ခိုက်မှုရှိရင်တော့ဒါအရှိ driver ကတော့ဒါထိခိုက်မှုအများကြီးဖြစ်နိုင်ပါတယ်ဒီကားလေးကအရှိမခေါင်းကမ်းမပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အရှိခေါင်းကမ်းရှိမပါတဲ့အတွက်ကြောင့်မလို့လူနဲ့ဒီအရှိเนี่ยတော်တော်ကတ်နေတာတွေ့ရပါတယ်သူရဲ့အင်ဂျင်ကလည်းအရှိမှမရှိဘူးဗျအောက်မှာဆိုတော့ဒါဒီ Q ဆိုင်မောင်းနေမှုတော့အများကြီးလိုအပ်ပါတယ်ပြိုင်ဘက်တွေကိုကြည့်အောင်ဗျာ Toyota DAC တို့ကဟောင်းတွေရှိတယ်ဒါပေမဲ့ Toyota brand ကောင်းပေမဲ့ပေါ့ဗျာကားဟောင်းဝယ်ပြီးတော့ဘယ်တော့ပြတ်မလဲဆိုတာကိုတော့စောင့်နေရတဲ့ထက် brand new ဟောင်းနေ KU အာမခံချက်နဲ့အလုပ်လုပ်ရတာစိတ်ချရဆုံးဖြစ်တယ်ပေါ့နော်နောက်ထပ်ပြိုင်ဘက်တရုတ်နိုင်ငံထုတ်တာ DSXK နဲ့ China တွေရဲ့ဈေးနှုန်းချိုးသားစွာရှိပါတယ်သူကတော့အသစ် brand new တွေထွက်ပါတယ်ရှိတယ်သူကအသစ်ပဲလာတယ်ပေါ့နော်ဒါပေမဲ့ Suzuki တို့မြန်မာပြည်မှာပေါ့ဗျာပေါင်းများစွာအားကောင်းတဲ့အပူပစ္စည်းရောင်းဝယ်ရေးကွန်ရက်ကိုတော့သူတို့လိုက်လို့မမိပါဘူးအပူပစ္စည်းလွယ်လွယ်မရရင်တော့ဒါလုပ်ငန်းကြချင်းတော့ရသွားနိုင်တယ်ပေါ့နော်ပြီးတော့တခြားကုမ္ပဏီကြီးတွေပေါ့နော် Grab တို့ခြားဖူပန်တော့နာမည်ကြီးကုမ္ပဏီတော်တော်များများဒီကားလေးကိုအသုံးပြုကြပါတယ်ပြီးတော့ Wi-Fi ကုမ္ပဏီမှာလည်းဒီဝန်ထမ်းချိုးဖို့လုပ်တာလို့တော်တော်များများကတော့ဒီကားလေးကိုအသုံးပြုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကတရက်ကို24နာရီလုံနီးပါအလုပ်လည်းပဲနိုင်တဲ့အပြည့်စည်းနေပါတဲ့ကားကိုပဲသူရွေးချယ်ကြတာပဲအဲ့ဒီကတော့ဒါ KD ကိုအများဆုံးသုံးကြပါတယ်ပေါ့နော်ဒီ high jet လို့ခေါ်တယ်ပေါ့နော်ပြီးတော့ online ရွေးကွက်မှာလည်းရောင်းချတဲ့ဒုတွေများပြီးအလေးချိန်များမ
ပေါ်နာမများနဲ့ဒါပစ္စည်းများအတွက်လည်း carry ရတဲ့အကောင်းဆုံးတစ်ခုပဲပေါ့နော်နေရာယူမှုအကျယ်ဆုံးကိုသူပေးနိုင်ပါတယ်ဆိုင်ငန်းကားကပေါ့ဆိုင်ငန်းကားတော့ဈေးကြီးရလို့ချောင်းချင်းလားပေါ့နော် carry ကိုဒါအိတ်ဆောင်ကော်ပီဆိုင်ဒါမှမဟုတ်အစားအသောက်ရောင်းချတဲ့ဆိုင်ဖြစ်တာအလွယ်တကူပြောင်းလဲနိုင်ပါလေလူများနေတဲ့နေရာတိုင်းမှာလည်းဒါစီးပွားရှာနိုင်ပါတယ်carry ရဲ့ပြန်ရောင်းဈေးဟာလည်းတည်ငြိမ်ပါတယ်ဗျာနော်။ဘာကြောင့်လဲဆိုတော့အလုပ်လုပ်ပေးနေနိုင်တဲ့ကားကိုဒါဈေးကွက်မှာဒါအမြဲတမ်းလိုချင်နေလို့ပေါ့ဗျာ။ဒါကြောင့်ပိုက်ဆံပြန်သုံးလိုက်ရပြီမဲ့တန်ဖိုးကအမြဲတမ်းရှိနေပါတယ်။တခုပြောရရင်တော့ဗျာcarry ရဲ့အတင်ကထိုင်ကုန်တွေဟာရေဆိုးခံပစ္စည်းနဲ့ဒါလောက်ထားတာပါဒါဟာလုပ်ငန်းသုံးကားတစ်စီးအနေနဲ့တော့ကုန်ပို့ရင်တော့မိုးရတာရွှေထန်တာစားတဲ့အခြေအနေကိုဒါခန္ဓာရရှိပါတယ်အဆုံးသက်နေတယ်ဗျာမေကွန်းကျွန်တော်တို့ကဒီကားလေးကိုမဝယ်ပဲဒါအချိန်ဆွဲနေတော့ဒါအခြားပြန်ဘက်ဒီကားရဲ့message ရဝင်ကိုလာယူနေတယ်လို့ပဲပေါ့နော်carry ကလုပ်ငန်းစတင်ဖို့တော့လိုအပ်တဲ့အစိတ်ချရာဆုံးကိရိယာတစ်ခုပဲပေါ့ဗျာနောက်ဆုံးအကြံပေးချင်တာကဗျာဈေးနှုန်းချူသားမယ်စစ်ဆေးဖို့တော့လိုတယ်ပေါ့ဗျာဒီကားရဲ့ဈေးနှုန်းချူသားပြီးအတွက်ကြောင့်မလို့လားကျွန်တော်အများကြီးစစ်ဆေးဖို့တော့လိုအပ်တယ်ပေါ့ဒါပေမဲ့message ကဝယ်ချင်တဲ့ဆိုတော့ဒါဒီကားလေးကိုတေချာယူဆိုင်မောင်းဖို့လေကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဒီဘလိုကနေပဲလက်တွေ့အကျိုးရှိတဲ့စီးပွားရေးအကြံဉာဏ်တွေရသားရေးဆိုတော့ကျွန်တော်တို့ channel ကိုလည်း like subscribe လုပ်ပြီးအားပေးခဲ့ပါအောင်ဗျာဒီကားလေးကတော့ဒါလုပ်ငန်းတော်တော်များများမှာအသုံးပြုတဲ့ကားလေးတစ်ဖြစ်ပါတယ်ပြီးတော့မြန်မာနိုင်ငံမှာလည်း SKD နဲ့ထုတ်တဲ့ကားလေးဖြစ်တယ်ပြီးတော့အဟောင်းနဲ့လာတယ်ပေါ့ဗျာပြီးတော့ဒီကားရဲ့မျိုး brand တွေရတယ်အများကြီးရှိတယ်ပေါ့ဗျာSuzuki ရဲ့ထုတ်တယ်ပြီးတော့ Mitsubishi ရဲ့ထုတ်တယ်ပြီး Honda လည်းထုတ်တယ်ပေါ့ဗျာပြီးတော့ Nissan နဲ့ထုတ်တယ်တော်တော်များများထုတ်ကြပါတယ်ဒီကားလေးရဲ့ design အားလုံးကျွန်တော်တို့အားလုံးသိထားရတော့ဒါအခေါ်များမြန်မာခေါ်ရတော့ဒါဒီကားအားလုံး high check လို့ပဲခေါ်ကြတယ်ပေါ့ဗျာနော်ဒါကြောင့်ကုမ္ပဏီတော်တော်များများလည်းအသုံးပြုကြတယ်ပေါ့နော်ဒီကားလေးကိုဒါလမ်းပေါ်ကြည့်ရင်တော့တော်တော်များများတွေ့ရတဲ့ကားလေးပေါ့နော်ဒါပေမဲ့အဝေးပြေးလမ်းနေသွားတဲ့အခါကျရင်တော့ဒါ queue ဆိုင်မောင်းဖို့တော့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီကားလေးကအရင်ပေါ့တယ်ပေါ့ဗျာတခြားကားတွေအတွက်အရင်ပေါ့ပါတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ white တာလို့ခွေးတွေ white တာလို့အရှိန်နဲ့ white line တာဒီကားကအရင်ပေါ့တဲ့အတွက်ကြောင့်မို့ဒါပေါက်နိုင်ကြီးများပါတယ်ဒါကြောင့်မလို့သူသတ်မှတ်ထားတဲ့အရှိန်နဲ့မောင်းရင်တော့ဒါဒီကားလေးရဲ့အနေနဲ့ကင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီကားလေးကိုစီးရဲသူတိုင်းတော့ queue ဆိုင်ပြီးမောင်းပါလို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်